ကြပြာကောင်းစရာဖြစ်ပြနေတဲ့ငြိမ်းချမ်းရေးဖြစ်ပါတယ်ဖြစ်ပြမှုကိုရှုရင်ဖြစ်ပြနေကြတဲ့အဖြစ်အပျက်နဲ့နိုင်ငံတော်စစ်လွမ်းပြရတော့အောင်မင်းနဲ့ငါကြားပင်လေဘယ်နှခုသမုတ်တရားဘယ်နှဆဲလောက်ခြားနာနေခဲ့တယ်ကရင်တလုံးရဲ့ကမ်းတစ်ဖက်မှာမင်းကတောင်ချုံငါကကမ်းပြူရလောက်အောင်ပဲစစ်ပါမကျင်သင့်ဘူးအိမ်တော်ကြီးဆိုတာနိုင်ငံရေးပဲမငြိမ်းချမ်းတဲ့နှလုံးသားထဲမှာပဲငြိမ်းချမ်းရေးတရားကိုရှာရမယ်အမောင်ကိုကောင်းလို့ပြီးအိမ်နေသမျှမနက်ခင်းဟာရင်နာစရာအလင်းနဲ့ဘယ်မှာရှင်နဲ့သိမ်းပါမလဲဇန်နဝါရီ28 2026